မင်္ဂလာပါခင်ဗျာမြောက်ရီရုံမြင့်တန်ကြားပြည်တွင်းသတင်းများကိုဆက်လက်စီရင်ခံတင်ပြပါမယ်ခင်ဗျာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်မြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်းဂုဏ်ပြုစီရေးပြအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ရှိဇေယျသီရိဗိမာန်မှာကျင်းပပြုလုပ်ပါတယ်ပထမဦးစွာလက်ရှိမြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဗိုလ်ချုပ်မှုကြီးသရိုးမဟာတရေစီသူသရိုးတီရီသူတို့မှမရောက်နိုင်တဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်ပြီးကာကွယ်ဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဘုံတို့ဟာရှေ့ဆောင်ရရှိနေဦးဆောင်၍အခမ်းအနားကျင်းပမိနေရာသို့ရောက်ရှိကြပါသည်အဲဒီနောက်လက်ရှိမြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဗိုလ်ချုပ်မှုကြီးသရိုးမဟာတရေစီသူသရိုးတီရီသူတို့မှမရောက်နိုင်တဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်ပြီးကာကွယ်ဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဝင်းတို့ဟာအလေးပြုခံစင်းမြတ်မှာနေရာယူကြပြီးကွန်ပျူတာခွဲ၏အလေးပြုခြင်းကိုခံယူပါသည်ထို့သောကွန်ပျူတာခွဲ၏အလေးပြုခြင်းကိုခံယူနေခြင်းတွင်ကွန်ပျူအနောက်တက်ဖော်မှလည်းအမြောက်16ချက်ကိုစီအေးပြအခမ်းအနားဖြင့်ဂုဏ်ပြုပြစ်ဖော်ပါသည်အဲဒီနောက်လက်ရှိမြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဗိုလ်ချုပ်မှုကြီးသရိုးမဟာတရေစီသူသရိုးတီရီသူတို့မှမရောက်နိုင်ဟာကွန်ပျူတာခွဲအားစစ်ဆေးပါသည်အဲဒီနောက်တပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးသရိုးမဟာတရေစီသူသရိုးတီရီသူတို့မှမရောက်နိုင်ကဂုဏ်ပြုမိန့်ခွန်းပြောကြားရမှာဒီကနေ့ဟာတပ်မတော်ရဲကိုစတင်ဝင်ရောက်ခဲ့သည့်1984ခုနှစ်အချိန်ကဆိုပါကယာရုတာဝန်အသီးသီးထမ်းဆောင်ခဲ့သည်မှာ52နှစ်ခန့်ရှိပြီဖြစ်ကြောင်းလွန်ခဲ့သည့်15နှစ်2011ခုနှစ်မတ်လ30ရက်နေ့မှာဗိုလ်ချုပ်မှုကြီးတန်းရွှေနှင့်တပ်မတော်အကြီးအကဲများကတပ်မတော်ကာကွယ်ဦးစီးချုပ်ဖြင့်ယုံကြည်စွာဖြင့်တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့်ယခုတာဝန်ကိုကိုယ်စားညံစွာရှိသည်များအကောင်းဆုံးဖြစ်အောင်ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်းဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင်ခေတ်ဆက်ဆက်တပ်မတော်ကောင်းဆောင်ကြီးများမျှော်မှန်းတည်ဆောက်ခဲ့သည့်အတိုင်းအင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သည့်ခင်မီမျိုးရှိတပ်မတော်ကြီးဖြစ်အောင်ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်းထို့သို့တည်ဆောက်သည့်နေရာမှာရခိုင်တပ်မတော်အကြီးအကဲများ၏လမ်းညွှန်ဆုံးမဩဝါဒများဖြတ်တန်းခဲ့ရသည့်ဘဝအတွေ့အကြုံများနှင့်ပေါင်းစပ်ပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဒါကြောင့်လည်းတပ်မတော်၏စွမ်းရည်မြင့်မားရေးနိုင်ငံတကာတပ်မတော်များနှင့်ရင်ပေါင်တန်းနိုင်ရေးတို့ကိုအတိုင်းအတာတစ်ရက်ထိရောက်အောင်မြင့်တင်စမ်းဆောင်ပေးနိုင်ခဲ့ကြောင်းဒါအပြင်တပ်မတော်ကြီးလေးလက်ယုံတပ်ဖွဲ့များအတွက်တိုးတက်ပြုပြင်ပြောင်းလဲမှုများစွာဆောင်ရွက်နိုင်ခဲ့ပြီးဒီမိုကရေစီအစိုးရတပ်သားနှစ်ဆက်မှလည်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကဏ္ဍများစွာပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြောင်းထို့သောဆောင်ရွက်နေခြင်းတွင်2020ပြည့်နှစ်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာမဲမတမာမှုများစွာဖြစ်ပေါ်ခဲ့တာကိုဖြည့်ရှင်းဆောင်ရွက်ပြီးရန်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရပေးအပ်ထားသောတာဝန်နဲ့အညီတမတော်မှအကြိမ်ကြိမ်စ조사ခဲ့တော်လဲဖြည့်ရှင်းမပေးပဲနိုင်ငံတော်အာဏာကိုအတင်းအဓမ္မနည်းဖြင့်ရယူရန်စ조사ခဲ့ကြောင်းဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပြီးနိုင်ငံတော်၏တာဝန်အရရက်ကိုပါပူးတွဲထမ်းဆောင်ခဲ့ရကြောင်းထို့သို့ဆောင်ရွက်ခဲ့ရမှုသည်အားလုံးမျှော်လင့်မထားသည့်နိုင်ငံရေးအလဲပြောင်းကြီးဖြစ်ကြောင်းအဆိုပါကာလကနိုင်ငံတော်တွင်ကိုဗစ်-19 ကပ်ရောဂါအပြင်တဘာဝဘေးရန်တရများဖြစ်ပွားခဲ့ပြီးပြည်တွင်းစုပူအုံကြွမှုမျိုးစုံပြည်ပကတွေးထိုးလှုံ့ဆော်မှုမျိုးစုံနှင့်အခက်အခဲအကျက်သေးဆုံးအချိန်များကိုကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်းအဆိုပါဒီအခက်အခဲများကိုတက်နှင့်ပြည်သူလက်တွဲပြီးအားလုံးစုစည်းညီညွတ်စွာဖြင့်အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်းယခုအခါ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတသည့်ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲအဖြစ်တန်တန့်ရှင်းရှင်းအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့်မကြာခင်အချိန်မှာလွှတ်တော်မှရွေးချယ်တင်မြှောက်သည့်နိုင်ငံတော်သမ္မတဦးဆောင်သည့်အစိုးရတစ်ကိုနိုင်ငံတော်တာဝန်များလွှဲပြောင်းပေးနိုင်တော့မှာဖြစ်ကြောင်းထို့သောနိုင်ငံတော်တွင်ကြုံတွေ့ဖြတ်သန်းခဲ့ရသည့်အခြေအနေများတွင်ဗိုလ်ချုပ်ကြီးရဲဝင်းဦးအနေဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူးအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွဲဖက်အမှုဆောင်ချုပ်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အတွင်းရေးမှူးတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်နှင့်ကာကွယ်ရေးဦးစီးချုပ်ကြီးတာဝန်တို့ကိုတက်တက်ကြွကြွကြေကြေပွန်ပွန်ထမ်းဆောင်နိုင်ခဲ့သည့်အတွက်အထူးပင်ဂုဏ်ယူကြောင်းဒါကြောင့်ယခုလက်ရှိတာဝန်ယူထားသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကိုဒီကနေ့မှာဗိုလ်ချုပ်ကြီးရဲဝင်းဦးထံကိုလွှဲပြောင်းပေးအပ်လိုက်ပါကြောင်းနိုင်ငံတော်ပြည်သူလူထုနှင့်တပ်မတော်၏အကျိုးနိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားအတွက်ကိုယ်စားညံစွမ်းရှိသမျှကြားရနေရာကနေဆက်လက်အကျိုးပြုလှုံ့ဆော်သွားမှာဖြစ်ကြောင်းတပ်မတော်ရဲ့စတင်ဝင်ရောက်စဉ်ကတည်းကတွေ့ကြုံခဲ့ရသည့်တပ်မတော်ကောင်းဆောင်များလုပ်ဖော်ကိုင်ဘက်များတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ပြီးနောက်လက်တွဲလှုပ်ဆောင်ခဲ့ကြသည့်လုပ်ဖော်ကိုင်ဘက်များအားလုံးကိုအထူးကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်းမျိုးဆက်သည့်တပ်မတော်ကောင်းဆောင်များအနေနဲ့လည်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ဦးဆောင်မှုအောက်မှာတပ်မတော်၏တာဝန်များကိုစုစည်းညီညွတ်စွာဖြင့်ကြိုးပမ်းဆောင်ရွက်ကြရန်ပြောကြားလိုကြောင်းကမ္ဘာတည်သည်၍မြန်မာတည်ရမည်မြန်မာတည်သည်၍မြန်မာတပ်မတော်တည်ရှိရမည်ကောင်းမြတ်သည့်တပ်မတော်၏တမိုင်းစလာများကိုဆက်လက်ထိန်းသိမ်းပြီးနိုင်ငံတော်ကအားထားရသောပြည်သူလူထုကအားကိုးရသောတပ်မတော်အဖြစ်ဆက်လက်ရပ်တည်သွားကြပါဟုစံထားပြုကြောင်းဖြင့်ပြောကြားပါရယ်အဲဒီနောက်ဆရာဒူကန်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇေယျကျော်တင်ထိန်ဝင်းကကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဝင်းဦးအားကာကွယ်ရေးဦးစီးချုပ်ရုံးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးခန့်အပ်ကြောင်းခန့်အပ်လွှာအားဖတ်ကြားတင်ပြပါရယ်အဲဒီနောက်လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဗိုလ်ချုပ်မူကြီးသရိုးမဟာသရိစီသူသရိုးတီလူသူတို့မှမရောက်နိုင်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်ပြီးကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဝင်းဦးထံသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆောင်ရောင်တားနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏အလံတို့ကိုလွှဲပြောင်းပေးအပ်ပေးပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဦးစီးကွပ်ကဲမှုတံဆိပ်ကိုတက်ဆင်ပေးပါရယ်အဲဒီနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လက်ခံထမ်းဆောင်သည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဝင်းဦးကတာဝန်လွှဲပြောင်းပေးရခဲ့သည့်ရခိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ထံသို့ဂုဏ်ပြုအဆောင်ရောင်တာကိုကာရဝပြုပြန်လည်ပေးအပ်ပါရယ်အဲဒီနောက်မြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့်ဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဝင်းဦးကမိန့်ခွန်းပြောကြားရမှာလက်ရှိတပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်ယူခဲ့သည့်15နှစ်တာကာလအတွင်းခေတ်မီတပ်မတော်စတန်ဒတ်အာမီတည်ဆောက်ရေးလုပ်ငန်းစဉ်များကိုစနစ်တကျအကောင့်ထဲပေါ်လှုပ်ဆောင်ခဲ့ပါကြောင်းမိမိနေဖြင့်လည်းတပ်မတော်ကို
တမယိုးကြစစ်ဆွနေနိုင်သည့်တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့်ခေတ်မီတပ်မတော်တရက်ဖြင့်ရည်မှန်းချက်ထားဖွဲ့စည်းတည်ဆောက်နိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းတပ်မတော်အနေဖြင့်ခေတ်ဆက်ဆက်တွင်ဒုတာဝန်ရေးသုံးပါးကိုအမျိုးသားရေးတာဝန်အဖြစ်ခံယူထားကြောင်းနိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားဖြစ်သည့်ဒုတာဝန်ရေးသုံးပါးကိုဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါကြောင်းနိုင်ငံတော်ကအတည်ပြုပြဋ္ဌာန်းထားသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ကိုကာကွယ်စောင့်ရှောက်သွားမှာဖြစ်တဲ့ကဲ့သို့ဖွဲ့စည်းပုံအခြေခံဥပဒေအရအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်ပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုကာကွယ်စောင့်ရှောက်ရန်စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကိုစောင့်ရှောက်ရန်တာဝန်ပေးထားသည့်အတွက်ယခုတာဝန်များကိုတစ္ဆာရှိရှိကျေပွန်စွာဖြင့်ဆက်လက်ကြိုးပမ်းထမ်းဆောင်သွားမှာဖြစ်ပါကြောင်းနိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူတရက်လုံး၏လိုလားချက်ဖြစ်သည့်ဒီမိုကရေစီလမ်းကြောင်းကိုဆက်လက်ရှောက်လန်းနိုင်ရေးအတွက်တာဝန်များကိုထမ်းဆောင်သွားမှာဖြစ်ပါကြောင်းနိုင်ငံတော်အစိုးရ၏ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာမှာအပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ချမှတ်ထားသည့်လေးလာလေးကျင့်လိုက်နာဆိုသည့်အဆောင်မှုအတိုင်းလိုက်နာကျင့်သုံးပြီးတိုက်စွမ်းအားနှင့်တိုက်စွမ်းရည်ရှိသည့်တပ်မတော်ဖြစ်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြည်သူသားအမိပြည်သူသားအဖဆိုသည့်မူဝါဒကိုလိုက်နာပြီးတပ်နှင့်ပြည်သူတသားတည်းဖြစ်အောင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းအရက်ဘက်စစ်ဖက်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်တပ်တွင်းတပ်ပြင်စည်းရုံးရေးကိုအကောင်းဆုံးအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနိုင်ငံတော်နှင့်ကောင်းဆောင်ဆက်ဆက်ကအမျှော်မြင်ရှိချမှတ်ထားခဲ့သောမွေးမြတ်သည့်လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီးတပ်မတော်နှင့်နိုင်ငံကုန်ကိုဆက်လက်မြင့်တင်သွားကြရန်ဆိုသည့်တိုက်တွန်းမှာကြားမှုကိုအလေးနက်လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါကြောင်းတပ်မတော်၏ကောင်းမြတ်သည့်သမိုင်းအစဉ်အလာများကိုဆက်လက်ထိန်းသိမ်းပြီးနိုင်ငံတော်ကအားထားရသောတပ်မတော်ပြည်သူလူထုကအားကိုးရသောတပ်မတော်ဖြစ်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သည်ကိုအလေးနက်ထားပြောကြားလိုပါကြောင်းမိမိတို့နေဖြင့်တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတစ်လျှောက်လုံးမှာပေးအပ်သည့်အမိန့်နှင့်တာဝန်များကိုဥလည်မသုံးကြေးပွင့်စွာကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်းယခုကဲ့သို့တပ်မတော်ကာကွယ်ဦးစီးချုပ်ဖြင့်ယုံကြည်စွာတာဝန်ပေးအပ်ခဲ့သည့်တပ်မတော်အကြီးအကဲများကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းအထက်အကြီးအကဲများ၏ယုံကြည်မှုနှင့်ထိုက်တန်စွာနိုင်ငံတော်အကျိုးတပ်မတော်အကျိုးကိုကိုယ်စားညံစွာရှိသမျှကြိုးပမ်းထမ်းဆောင်သွားမည်ကိုကတိပြုအပ်ပါကြောင်းဖြင့်ပြောကြားပါရယ်အဲဒီနောက်တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့်ဗိုလ်ချုပ်မှုကြီးသူတို့မဟာသူရေစီသူသူတို့တီလူသူတို့မှမရောက်နိုင်နှင့်တာဝန်လက်ခံထမ်းဆောင်သူဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စီသူရဲဝင်းတို့ဟာကွန်ပျူတာခွဲ၏လေးပြခြင်းကိုခံယူပြီးကွန်ပျူတာခွဲကစစ်ကြောင်းပုံပြုကြည်တက်လေးပြ၍ပြန်လည်ထွက်ခွာပါသည်
အဲဒီနောက်မြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလွှဲပြောင်းပေးရခဲ့သည့်ဗိုလ်ချုပ်မှုကြီးသူတို့မဟာသူရေစီသူသူတို့တီလီသူတို့မှမရောက်နိုင်တဲ့ဇနီးတော်ကျူကျူလာတပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့်ဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဝင်းဦးနှင့်ဇနီးတော်လီလာတို့ဟာအခမ်းအနားတက်ရောက်လာကြသည့်ကာကွယ်ဦးစီးချုပ်ရုံးမှတပ်မတော်အစည်းအမြင့်အရာရှိကြီးများနှင့်ဇနီးများဖိတ်ကြားထားသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ပါရယ်အဲဒီနောက်မြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလွှဲပြောင်းပေးရခဲ့သည့်ဗိုလ်ချုပ်မှုကြီးသူတို့မဟာသူရေစီသူသူတို့တီလီသူတို့မှမရောက်နိုင်တဲ့ဇနီးတော်ကျူကျူလာတို့ဟာကာကွယ်ဦးစီးချုပ်ရုံးဌာနအသီးသီးမှကာရဝပြုပေးရသည့်အမတ်တရလက်ဆောင်ပစ္စည်းများအားကြည့်ရှုကြပါရယ်အဲဒီနောက်မြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလက်ဆင့်ကမ်းလွှဲပြောင်းပေးရခဲ့သည့်ဗိုလ်ချုပ်မှုကြီးသူတို့မဟာသူရေစီသူသူတို့တီလီသူတို့မှမရောက်နိုင်တဲ့ဇနီးတော်ကျူကျူလာတို့လိုက်ပါလာသည့်မော်တော်ယာဉ်ဟာဇေယျတီလီဗိမာန်မှပြန်လည်ထွက်ခွာရာဂုံပြုစစ်တီဝိုင်း၏ဂုံပြုတီးခတ်တီးဆွေးမှုတွေဂုံပြုမြင်းစည်းတပ်ဖွဲ့မှလိုက်ပါကြည့်တဲ့ရေးစီအေးပြအခမ်းအနားဖြင့်ပို့ဆောင်နှုတ်ဆက်ကြပါရယ်ဒီကနေ့ကျင်းပပြုလုပ်သည့်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်မြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်းဂုဏ်ပြုစီအေးပြအခမ်းအနားသို့ဒုတိယတပ်မတော်ကာကွယ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးပြည်ပြန်ကြီးမဟာသူရေစီသူစိုးဝင်းနှင့်ဇနီးတော်တန်တန်းတွင်ပြည်တော်စုဝန်ကြီးများနှင့်ဇနီးများကာကွယ်ဦးစီးချုပ်ရုံးမှအစည်းအဝေးတပ်မတော်ရရှိကြီးများနှင့်ဇနီးများတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါရခင်ဗျာ